လားဒါကျွန်တော်တို့ကိုထရော့ကတော့ဗောနော်ကျွန်တော်တို့ battery နဲ့ပေါ့ကျွန်တော်တို့ဒီပစ္စည်းတွေမှာအတင်ချလုပ်ပို့တယ်ဒါကောကျွန်တော်တို့ဒီက wall ဆွဲရမှာပေါ့နော်ကျွန်တော်တို့ဒီကားပေါ်တွေမှာပဲတင်ပြီးဆွဲပေါ့နော်အခြားသောကျွန်တော်တို့ဒီ concrete တွေမှာပဲဆွဲဒါကျွန်တော်တို့ပစ္စည်းမတဲ့နေရာမှာသုံးတဲ့မောင်းတာပေါ့ပြီးရင်ကျွန်တော်ဒီမှာ adjust လုပ်လို့ရတယ်ပေါ့နော် hydraulic ပုံစံမျိုးပေါ့နော်ဒီမှာရှည်တူအတူရှည်လုပ်လို့ရတယ်ဒီမှာဒါဆိုကျွန်တော်ရှည်တာအတူမယ်ဆိုရင်ဒီမှာထည့်လို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာ360 degree လှည့်လို့ရတယ်နည်းနည်းလှည့်ပြမယ်နော်လှည့်ပြတယ်အားကြဒီမှာရပြီဟိုဘက်လည်းပြန်လဲရပြီ360 degree လှည့်လို့ရတယ်ကျွန်တော် battery နဲ့ပေါ့နော် battery နဲ့ပေါင်နေနေကတော့ပေါင်6000ပေါ့နော်ကျွန်တော်ဒီမှာကျိုးရှည်ကတော့ဒီကျွန်တော်တို့ပေ60 90လောက်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ wireless remote လေးနဲ့လှည့်မယ်နော်ဆမ်းမရကျွန်တော်ချမယ်ဒါကျွန်တော်ချတာပေါ့နော်ဟုတ်ပြန်တင်မြောက်မယ်ဒါတော့ကျွန်တော်ဒါပြန်တင်တာပေါ့ကျွန်တော်ဒီမှာချိတ်ပစ္စည်းချိတ်ပြီးတော့တင်ချလို့အောင်ပေါ့နော်ဟုတ်ပြန်ချကျွန်တော်360 degree လေးလဲလို့ရတယ်ပြီးရင်မောင်းနှံမှာကျွန်တော်တို့ဟောပေါ့နော်အတူရှင်နှမျိုးပေါ့နော် adjust လုပ်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့မော်တာရဲ့ဘိုးကတော့12ဘိုးပေါ့နော်12ဘိုးနဲ့ဘယ်12ဘိုးနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဟုတ်လားလူကြီးမင်းတို့လိုရရင်ကျွန်တော်တို့ကိုထွန်းအောင်ကလို့မှာရင်းနှီးချစ်ကန်ဆိုတာသက်သက်မြင်းမြန်းဟောယူအားပေးနိုင်ပါတယ်